မုတ်ဆိုးတယောက်ဤစွန်စားခန်းအပိုင်းလီ subscribe လုပ်ဖို့မမေ့နဲ့ဦးနော်အဆုံးအဖြတ်တော်ထဲမှာလွှဲကွက်ကြီးတောအတွင်းကလေဟာအင်းလာပြီးတစ်ပင်ကြားမှာမူးခိုးတွေတီးထန်လာတယ်တက်နိုင်ကသူမြင်လိုက်တဲ့တစ်ပင်ကြီးကိုကြည့်ပြီးအကြံတစ်ခုကိုဆုံးဖြတ်လိုက်တယ်တက်နိုင်တစ်ပင်ကြီးနောက်ကိုလှမ်းပြေးသွားသည်ကြားကြီးကနောက်ကလိုက်လာပြီးမြေကိုထက်ခါထိုးနေသည်တက်နိုင်တစ်ပင်ပေါ်ကိုတက်ဖို့ကြိုးစားသည်ကြားကြီးအောက်မှာစောင့်နေပြီးမျက်လုံးမလွတ်ဘူး။တနိုင်အပေါ်ကနေလှမ်းကိုပြန်ဆင်းသည်။သူမြေပင်ကိုစူးစမ်းကြည့်ပြီးတခုခုတတိထားမိသည်။တပင်းအောက်မှာလေးလံတဲ့မြေခွက်လေးတစ်ခုရှိသည်။အဲ့ဒီနေရာမှာမူလကခြံခွင်တစ်ခုလိုအပေါက်တစ်ခုဖြစ်နေသည်။တနိုင်စိတ်ထဲမှာဒီကိုအသုံးချနိုင်တဲ့လူတွေးသည်။သူကြားကိုဆွဲဆောင်ဖို့တစ်ပင်ပေါ်ကနေကြောက်တုံးတီပြစ်သည်။ကြားကြီးတော်သားထွက်ပြီးအပေါ်ကိုခုန်ဖို့ကြိုးစားသည်တနိုင်လှန်ကိုအောက်ပတ်သို့ပစ်လိုက်သည်လှန်ကကြားကိုမထိပေမဲ့ထိုက်လန့်စေသည်ကြားကြီးပိုးပြီးအားပြင်းစွာတိုက်ခိုက်လာသည်တနိုင်တစ်ပင်ပေါ်ကနေခုန်ဆင်းပြီးအပုတ်ပတ်ကိုပြေးသည်ကြားကြီးမနာပဲလိုက်လာသည်တနိုင်အချိန်ကိုတိတိကျကျတွက်သည်သူအပေါင်နားရောက်သွားချိန်မှာချက်ချင်းဘေးကိုလှမ်းရှောင်သည်ကြားကြီးအရှိန်ပြင်းပြင်းနဲ့တိုက်ထွက်လာပြီးအပေါက်သေးကိုပြုတ်သွားသည်မြေကြီးထဲကမီးသွေးလိုပူနေသောကြောက်တုံးများကြားသို့ကြားကြီးကြော့သွား၍ကြားကြီးအော်တန်ကြီးထော်ပေါ်လာသည်တက်နိုင်အပေါင်နားမှာရပ်ပြီးအပတ်ရှူလျက်ရှိသူ့လက်တွေတုံနေတော့လဲမျက်နှာမှာခိုင်မာမှုရှိသည်ကြားကြီးအင်အားလော့နေလာသည်တက်နိုင်လှန်ကိုထက်ပြီးတိတိကျကျထိုးချလိုက်သည်အဲ့ဒီအခါကြားကြီးအော်တန်နဲ့အတူတိတ်ဆိတ်သွားသည်တော်အတွင်ပြန်လေတိတ်ဆိတ်လာသည်တက်နိုင်မိုးခိုးတွေကြားမှာတယောက်ထန်းရက်နေသည်သူ့စိတ်ထဲမှာငါအသက်ရှင်နိုင်ခဲ့ပြီလို့သဘောပေါက်လာသည်တနိုင်ကလှန်ကိုမီးထဲမှာထောက်ပြီးနေတာကိုလှည့်ကြည့်လိုက်သည်တော်ကြီးကမူလလိုပဲတိတ်ဆိတ်သွားပေမဲ့ဒီတစ်ခါတော့သူ့အတွက်အသက်ရှင်ကြံခဲ့ပဲအောင်ပွဲတစ်ခုဖြစ်သွားပြီဒါပေမဲ့တောထဲမှာမိစ္ဆာကြားတစ်ကောင်နေပဲလားဆိုတာတော့ဘယ်သူမှမသိသေးဘူးကြောက်စရာကောင်းလိုက်တာစက်ရန်အပိုင်းလေးပို့ပြီးကြောက်စရာတွေထပ်လာမယ်နော် subscribe လုပ်ဖို့မမေ့နဲ့အောင်နော်